မြန်မာစကားပုံနေကြဘူးတယ်မလားမောင်တထမ်းမဲ့တဲ့ရွယ်တဲ့ငါလေရှေ့ကနေအလုတ်ရှာလို့ရှိရင်နင်းလဲဘေးကအလုတ်တစ်ခုခုရှာမှာပေါ့အဲ့ဒါမှငါတို့လင်မြပတ်စံစူးမိမှာပေါ့ဟာငါလည်းပဲရှာနေတာပဲလေဟာအလုံးမရတော့ငါလည်းမတက်နိုင်ဘူးဟာအခုဟာလေပတ်ဝန်းကျင်ကနေနင့်ကိုကဲ့ရဲ့ကြကုန်ပြီဟာအဲ့ဒီသိလားဒီတော့ပတ်ဝန်းကျင်ကောဘာတွေကဲ့ရပြောသမ်းပေါ့နင့်ကိုမိမထမိန်နာခိုးစားနေတဲ့အကောင်လို့ကဲ့ရဲ့နေကြပြီရှင်းတိုက်ရဟာတယ်သိလားဘယ်သူတွေပြောရလဲဟမ်ငါအဲ့ပတ်ဝန်းကျင်ကိုယူဆိုင်နေရမှာဟာဒီကနောက်တစ်ခါကျအဲ့မိမထမိန်ကလေးတော့ခိုးထားတဲ့ကောင်မပြောမိစေနဲ့နော်ပြောရင်လည်းမျက်နှာကထည့်ဘောနာထဲမှာတော့ပြောအမကြီးလည်းရှုပ်ပွားမွားနေတာပဲဟုတ်ကဲ့ပါလေပါမင်းလည်းငါပြောထားမယ်နော်လုံးလုံးတော့တဲ့ရွယ်မလဲတော့ဘူးနော်ဟုတ်ကဲ့ခုငါဆုံးဖြတ်ချက်ချလိုက်မနှက်ဖြန်စပြီးတော့ငါအလုံးရောက်ချမယ်ဟာဒီချက်တည်းကမတိုက်တော့ဘူးဟာဝါဒီချက်တွေလဲဝေးရထားတော့နင်းဖေထိုးနေပြီနင်မထသေးဘူးလားနေလေဟာငါအဲ့ရှင်လို့ပါဟာအေးစေးအေးပြရစီဟာငါမှာတော့မနဲ့စောကြီးထားပြီးတော့သမင်းဟင်းတွေချက်ရပြုတ်ရနဲ့ဒီမှာသမင်းတိုင်းတော့ထက်ပြီးလို့ငါအလောက်အောင်သွားတော့မယ်နင်ထားတော့လေငါမနေကြတော့ဖုံးကြည့်ရများပြီတကောင်ကျော်မအိတ်ပြောသွားလို့ပါဟာငါအဲ့ဒါအေးမို့ကဒီလိုအိတ်နေတာဟာနင်ကလည်းဘာပြောနေတော့ဟာနားညီးလိုက်တာဒီပုံစံတိုင်းဆိုဘယ်လိုလုပ်မလဲနင်အလုပ်လေးပါလေးရှာဖို့စဉ်းစားအောင်လေမိမထမင်းနာခိုးစားဖို့ကြီးပဲလုပ်မနေနဲ့ဟာနင်အဲ့လိုမပြောနဲ့ဟာငါလည်းအလုပ်လိုက်ရှာနေတာပဲဟာဒီခေတ်ကြီးထဲမှာအလုပ်တစ်ခုရဖို့ဆိုတာလွယ်လွယ်လို့နေထင်းနေရတာဟာငါပညာရည်ရှင်းတဲ့ဘလို့လို့အလုပ်ကလွယ်လွယ်နဲ့ရမှာသူများရဲ့တော့ငါဘွဲရပညာတတ်မဟုတ်ဘူးဟာဝေးရနေအလုံးမလုံးချင်တာနဲ့ပဲအလုံးရှာလို့မရဘူးကြီးပဲပြောမနေနဲ့နေရလေငါလှုပ်သွားနေတဲ့အချိန်ငါချက်ပြုတ်ထားတာတွေစားမယ်ပြီးလို့ရှိရင်ဖုံးကြည့်မယ်အိတ်မယ်ဂိမ်းဆောမယ်ကြက်တိုက်မယ်အဲ့ဒါပဲနေအဲ့လိုပဲနေနေချင်းနေမလားဟာနေရလေတော်တော်စကားများတဲ့မိန်းမပဲငါအလုပ်ချနေတယ်တော့ငါဘယ်ခါပြောရမလဲအလုပ်မရသေးလို့ပေါ့ဟာအေးငါမပြောချင်တော့ငါလှုပ်သွားတာနေရေဖြစ်ထားအောင်နော်ဟုတ်ပြီမင်းလည်းချက်ထားအောင်ငါသွားတော့မင်းတော့ဘာမှမဟုတ်ဘူးအေးရောဒီပေါ့မင်းရှိုးရပါဟေးဘာမှမရှိလို့ဦးလေးထိုင်ပါဦးရဘာကိစ္စရှိလဲမင်းနေမင်းတို့အိမ်သားကလည်းတလားကြုံပြီးတော့9ရက်ဆွန်းသွားပြီလေအိမ်သားကလေးလောက်ကြအောင်လေကွာဦးလေးရဲ့ကျမတို့တကယ်မပေးချင်လို့မဟုတ်ပါဘူးဦးလေးရဲ့ခုလိုလောဆယ်အဆင်မပြေသေးလို့ပါနော်ဟုတ်တယ်ဦးလေးကကျွန်တော်လည်းလုံးမရနေတော့လက်ထပ်ပြည့်နေတယ်ဟာမင်းလည်းအလုံးမရဘူးနဲ့ကွာမင်းနေ့စဉ်ကကြီးမှာပဲတွေ့နေရတာဟိုကြက်ဝိုင်းသွားလိုက်အရက်ဝိုင်းသွားလိုက်နေပဲချိန်ကုန်တာမင်းလည်းလုံးဟိုနှစ်ယောက်လုံးစားမှလုံလောက်မှာပေါ့ကျွန်တော်လည်းသိပါတယ်လောက်ကဘဲမှရှာမရသေးလို့အေးမင်းငါ့ကိုဘယ်နေ့လောက်ပေးနိုင်မလဲပြောကွာနောက်တရက်နေ့ဆိုရင်ကျမတော့ပြင်မယ်လေနော်ခုလို့ဆိုကျမလာစားလည်းမထွက်သေးဘူးလေနော်တစ်ဖက်ခါမှကျမလာစားထွက်မယ်အဲကြောင့်ထွက်ချင်းကျမတော့ပြင်မယ်နော်လာမပေးနဲ့ငါဖငါပဲလာယူမယ်နင်တို့ကွာကိုယ့်လိုသဘောထားတဲ့မှာလမကြီးကိုအမကြီးလည်းရှုပ်ပွားမွားနေတာပဲဟုတ်ကဲ့ပါလေပါမင်းလည်းငါပြောထားမယ်နော်အလုံးလုံးတော့မင်းအသက်ရွယ်မနေတော့ဘူးနော်ဟုတ်ကဲ့နော်အလုပ်ကလေးလုံးဒါမင်းတို့အတွက်ပြောတာနော်ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါအေးဟေးမိဆိုရင်ငါတပတ်ကငါလာယူမယ်နော်အေးလာမပေးနဲ့သလားနော်အေးငါပြန်အောင်မယ်နော်ဟုတ်ကဲ့တပတ်ကဆက်လာမယ်နော်ဟုတ်ကဲ့ရှာလို့ကျမမပြောဘူးလားငါလည်းချာနေရပဲဟာရပါဗျာတက်တယ်ရှာလို့ဒီပါဘဝဆိုးလိုက်တယ်ဘဝကြက်တိုက်တော့လဲရှုံးဖဲရိုက်တော့လဲရှုံးတယ်ဆိုးလိုက်တယ်ဘဝကွာဝေးရန်ဘာလို့ဟာလာပြန်လုံးလိုက်ရှာတယ်ဆိုတာဟာနေငါ့ကိုတွေ့အပြည့်တွေပြောဝယ်သေးတယ်ဘာပြောမှလဲပြောဘာလဲ你ကြက်တိုက်ပြီးပြင်လာတယ်မလားဟုတ်တယ်ဟာဒီမှာကြက်ကရှုံးလာကြတယ်နေရတော့မှချွေးတလုံးလုံးနဲ့အလောက်ကပြင်လာတာအမောကိုမပြေဘူးမောမပြေအပေါ်မှာမရက်ခက်ခတ်ပြီးတော့သွားပြီးနားနေလိုက်လေဟာမြန်မာစကားပုံနေကြဘူးတယ်မလားမောင်တထမ်းမဲ့တဲ့ရွယ်တဲ့
ငါလေရှေ့ကနေအလုတ်ရှာလို့ရှိရင်နင်းလဲဘေးကအလုတ်တစ်ခုခုရှာမှာပေါ့အဲ့ဒါမှငါတို့လင်မယားပတ်စံစူးမိမှာပေါ့ ဟာငါလည်းပဲရှာနေတာပဲလေဟာအလုံးမရတော့ငါလည်းမတက်နိုင်ဘူးဟာ အခုဟာလေပတ်ဝန်းကျင်ကနေနင့်ကိုကဲ့ရဲ့ကြကုန်ပြီ ဟာ အဲ့နေသိလား ဒီတော့ပတ်ဝန်းကျင်ကောဘာတွေကဲ့ရတယ်ပြောသမ်းမအောင် နင့်ကိုမိန်းမထမိန်နာခိုစားနေတဲ့အကောင်လို့ကဲ့ရဲ့နေကြပြီနင်ရှက်တိုက်ရတယ်သိလား လူတွေပြောရတယ်ဟမ်ငါအဲ့ပတ်ဝန်းကျင်ကိုယူဆိုင်နေရမှာလားဒီမှာနေငါ့ကိုနောက်တစ်ခါကျရင်အဲ့မိန်းမထမိန်ကလေးနာကိုခိုစားတဲ့ကောင်လို့မပြောမိစင်နဲ့နော်ပြောရင်နင်းမျက်နှာငါဖျက်ရိုက်ပလိုက်မယ် အပြောမခံချင်းအလုတ်ရှာလဲနေ အေးငါမနှက်ဖြန်စပြီးငါအလုံးရအောင်ရှာမယ်နေပါစပေါက်ကိုပိတ်ထားလိုက်တော့ဒီမှာဖဲရိုက်တော့ဖဲရရှုံးကြက်တိုက်တော့ကြက်ကရှုံးနဲ့ငါဘဝငါစိတ်နာနေရနော်နင်းအဲ့ဒီပေါက်သွားမယ်နော်နင်းငါဒေါသနင်းခေါင်းပေါက်ရောက်ကုန်မယ်နော် ပြောလိုက်ရင်အလုတ်ရှာမယ်နဲ့ဘလောက်တောင်ကြာပြီတုန်းနေအလုတ်ရှာမယ်ဆိုတာ ဟာဒီခေတ်ကြီးထဲမှာအလုပ်တစ်ခုရဖို့ဆိုတာလွယ်လို့နင်းထင်းနေရလားငါဆိုတဲ့ကောင်ကဘာပညာမှတက်တာမဟုတ်ဘူးဘွဲလက်မက်ကိုကင်ပြီးအလုပ်လိုက်ချောင်းနေရတာမဟုတ်ဘူးဟာဒီမစပိတ်လိုက်တော့ ဒီပုံစံတိုင်းဆိုရင်ငါတို့လင်မယားနှစ်ယောက်အဲ့ငါအနေနဲ့ဘဝကနေလွတ်မှာမဟုတ်တော့ဘူး ငါညီးလိုက်တာဟာအဲ့တော့ငါဘာလုပ်ပေးရမှာလဲပြောစမ်းမအောင် ဝေးရင်မောင်တထမ်းမဲ့တွေ့ရဆိုတဲ့စကားပုံအတိုင်းနေအလုတ်ရှာပြီးစူးစမ်းလို့ရှိရင်ငါတို့လင်မယားအဆင်ပြေသွားမှာပါဟာ ဟာငါသိပါတယ်ဟာနင်ကလေနားကိုညီးတယ်ငါအလုပ်လိုက်ရှာနိုင်တဲ့တခါမှမရဘူးအားကြောင့်ငါစိတ်တွေညစ်ပြီးတော့စိတ်တွေလေပြီးတော့ဖဲရိုက်လိုက်ကြက်တိုက်လိုက်လုံနေတာဟာအေးအခုငါဆုံးဖြတ်ချက်ရှာလိုက်ပြီမနှက်ဖြန်စပြီးတော့ငါအလုပ်ရအောင်ရှာမယ်ဟာဒီကြက်တွေလည်းငါမတိုက်တော့ဘူးဟာပါဒီကြက်တွေလည်း နင်တကယ်ပြောတာနော် တကယ်ဟာတကယ်ငါမနှက်ဖြန်စပြီးတော့ငါအလုပ်ရအောင်ရှာပြီးငါလုံမယ်အေးစိတ်နေတာနော် ဒီတစ်ခါငါနဲ့ကိုယုံလိုက်မယ်နော် စိတ်ရှာလို့ဝေးမ ဟောအေးဝေးရလားထိုင်နေကွာရော့ဒီလိုလေးပါတောင်း ဟုတ်ကဲ့အေးဗျာကျွန်တော်ကိုရဲမှန်အောင်အကူကြီးလေးတောင်းချင်လို့ဗျာ ကိုကြီးတောင်းရင်လို့ ဟုတ် ဘာကိုကြီးတောင်းမှာ တခြားတော့မဟုတ်ပါဘူးဗျာကျွန်တော်မှအလောက်ကမရှိတော့ကျွန်တော်မိမနေတိုင်းကျွန်တော်ပြဿနာရှာနေတာဗျာကျွန်တော်လည်းအလုပ်တွေလိုက်ရှာပါဗျာပယံ site တွေလည်းလိုက်ရှာတယ်ဘယ်အလုပ်မှမရဘူးလက်သမားအလုပ်ကြတော့လည်းမရတန်စီတန်ခွေးလည်းမရနောက်ဆုံးဗျာစားတော့ဆိုင်တွေကစကျွန်တော်လိုက်ရှာတယ်စပွဲတို့အလုပ်ကလေးများရမယ်ဘယ်မှကျွန်တော်မခေါ်ဘူးဟာကျွန်တော်အခုစိတ်တက်ကြပြီးတော့ကိုရဲမှန်စီထွက်လာကိုရဲမှန်ရှိမှများအလုပ်ကလေးပါလေရှိမလား အဲ့ဆိုရင်မင်းဒီလိုတော့ ခင်ဗျအလုပ်လေးပါလေရှိမလား ငါအခုကသုံးမင်းဝယ်တော့မှဆိုတော့ငါဆိုင်ကြတော့ပိုနေကွာငါကယ်ဒီမဆွဲတော့ဘူးအဲ့တော့မင်းကအုံနာချေတော့ပေးကွာငါကယ်ဒီအင်ကြီးရယ်ဆိုင်ကြယူလိုက် ဟာဝမ်းသာရတာဗျာတကယ်ပြောနေရလား တကယ်ပြောရပေါ့ ဟုတ်ပြီဗျာအဲ့ဆိုရင်ဟိုဟာပုံနာကြီးကကြတော့ကျွန်တော်ကတရက်ဘယ်လိုပေးရမလဲဘယ်လောက် အုံနာကြီးကတော့သူများပေးရတယ်မပေးပါမယ်အင်ဂျင်နာချင်းဆိုတော့တနေ့ချင်းတော့ပုံမှန်တော့ပေးပေါ့ကွာ ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်အခုယူသွားမှာလား ယူရလိုက်လေအခုပဲ ဆိုင်ကအိမ်ရော အင်ရောတခါပေးလိုက်မယ်တော့အစီအင်ရောနော် ဟုတ်ဗျာနော် ဆက်ချက်မလို့လည်းအဆင်ပြေသွားတာကွာကြော အမဆိုင်ကတော့အေး ဟုတ်ပြီအဲ့ကျွန်တော်ဆိုင်ကတခါယူသွားလိုက်မယ်နော်ဒီရှင်းမှာရက်ထား အေးယူသွား โอเคအော်သွားမယ်ဗျာနော် အေးဟုတ်ပြီ ကျွန်တော်နောက်နေ့ကျရင်နေတိုင်းပတ်စံလာပေးမယ်နော် အေးပါ ဟေးဘီလူသားပါဟာငါဒီမှာအလုံးရလာပြီဟာနေရလဲငါအလုံးရလာလို့နေကဝမ်းသာနှမ်းအောင်ဟာနေရလဲ ဆိုင်ကရဘူးဆိုင်ကစီးလာတော့ရ ဘုဆိုင်ကရမှာတော့မိမရဲ့ဒါတို့ရက်ကွက်တဲ့ကိုရဲမှန်သူကအခု3ဘိန်းဆိုင်ကဝယ်တော့မှာတဲ့ ဟုတ်လား အဲ့တော့ဒီဆိုင်ကပိုနေလို့ဆိုပြီးတော့ငါ့ကိုအုံနာနဲ့ပေးလိုက်တာတရက်ကို9000နဲ့သူကတော့ငါတို့ကျေးဇူးရှင်ဖြစ်သွားပြီဟာအဲ့တော့တို့အလုပ်ရှင်ပြေးလာရင်တော့ဒီကျေးဇူးပြန်ဆက်ရမှာပေါ့ဟာဝမ်းမသာဘူးလားငါအလုပ်ရ ဝန်တာတာဗောယောက်ျားရဲ့ဒီနေ့စပြီလေဒီမှာခေရုံဆက်ရုံပါလေအလုပ်ပုံမှန်လေးဆင်းပြီးတော့လေအလူကြိုးစားနေပြီလားယောက်ျားလဲဆိုင်ကကြည့်နေ့တိုင်းဆွဲပြီနော် ဟုတ်ပါပြီဟာ ညီမတို့ပတ်စံစုပြီးတော့လေအိမ်မချင်မှပြောင်းကြိုးစားခြင်းလေယောက်ျားရဲ့ အေးဟုတ်ပြီငါလည်းပုံမှန်ဆိုင်ကကြီးဆွဲမယ်ရလာတဲ့ပတ်စံလေးကိုစုမယ်
နေရလဲထေကျုပ်ဆက်အောင်မှအလုံးမပြတ်စင်တယ်ပေါ့ဟာတို့အဲ့ဒီပတ်စံလေးစုပြီးတော့တို့ဘဝကြီးမှန်ချက်ပန်းတိုင်အတွက်အခုအကောင့်ထဲပေါ်မှာပေါ့ငါလည်းနေကိုတက်တက်လုံးဒီအိမ်သားဘဝနဲ့ထားချင်ပါဘူးအဲ့တော့ပတ်စံလေးစုပြီးတော့အဆင်ပြေလာလို့ရှိရင်တို့လည်းမျိုးစုံကြားမှာလည်းဖြစ်ဈေးတက်တာတဲ့ဟာလည်းတို့ငါတို့စုပြီးတော့ရတာဟုတ်လား ကောင်းတယ်ရောက်ကောင်းတယ်အော်စားတဲ့ချက်ထားတယ်တော့ဆက်လက်ပြလာတော့နော် မညိုပဲဂျုံသွားရုပ်နဲ့နေတိုင်းကုန်တော့မယ်ပေါ့ ဟောဟုတ်ကဲ့ကျေးဇူးပါကိုကြီး ။ဒီနေ့ပေးဆို8နာရီလို့ရုံတိုင်းပြရညပဲလို့ရှိရင်ဂျုံချင်းချိန်9နာရီတို့အခုပြန်လာကုန်ပြရမှာ ။အော်ဟုတ်ကဲ့အဲ့ဒါဟိုကျွန်တော်ဟိုနှစ်ကြောင်းစာဆိုတော့အသွားမနခင်အကျိုးအပို့ရညနေခင်းအကျိုးရနှစ်ခေါက်စာဟိုတစ်ခေါက်ကို3000ဆိုတော့ကိုကြီးနှစ်ကြောင်းစာ6000တော့ကြာမှာနော် ။အခုဒီနှစ်ကျောင်းစာ9000ပဲယူလိုက်ပေါ့ နှစ်ကြောင်းစာ9000 ။အခုရက်ဆိုင်ကမိုးရသေးတော့ အေးပါဗျာဟိုကိုဖောက်တဲ့ပုံမှန်ဖြစ်တော့မှာဆိုတော့ကျွန်တော်9000ထားပေးလိုက်မယ်နော်။ဟောကိုကြီးကနောက်ဆိုင်ကယ်ဝယ်တော့မှာလား ဆိုင်ကဝယ်မှပဲ ။ဆိုင်ကယ်ဝယ်ရင်တော့ကျွန်တော်မခေါ်တော့ဘူးပေါ့။နော်။ဆိုင်ကယ်ဝယ်ခင်တော့ကျွန်တော်ပဲပုံမှန်ခေါ်ပေးလေကျွန်တော်လည်းဖောက်တယ်လေးပါလေရအောင်နော်ကိုကြီးနော် အေးပေါ့အေးပေါ့ ဟောကဲအဲ့ဒါလုံးချိန်နောက်ကျနေဦးမယ်လေနော်တိုင်ထားတော့